print လိုက်မယ်အဲ့ဆိုရင်ဒီမှာပြပေးမယ်နော်ဒီမှာတွေ့လားထွက်လာပြီနော်တတိယရင်ပြန်လာပါဘောနော်ဘာညာတရကပေါင်ချလေးတွေထွက်လာပြီအဲ့တော့ကျွန်တော်ဒီမှာနောက်ထပ်တစ်ကုတ်ထပ်ထုတ်မယ်အဲ့ဆိုရင်ကျွန်တော်ကဒီမှာမလုပ်လိုက်မလဲဆိုတော့ဒီကိုထုတ်မဲ့ဟာလေးဆက်လက်ပေးလိုက်မယ်ဆက်လက်ပေးပြီးတော့ဒီအနောက်ကနေ print ကိုတစ်ချက်နှိပ်လိုက်မယ်အဲ့လိုနှိပ်လိုက်တာနဲ့ဒီမှာကျွန်တော်ရှရဆိုပြီးမှနော်နောက်ထပ်ကုတ်တစ်ခုထွက်သွားပြီပေါ့နော်အဲ့လိုမျိုးထုတ်လို့ရပြီဗျာအဲ့လိုမထုတ်ချင်ဘူးဆိုတော့တပြိုင်တည်းကျွန်တော်ဘယ်လိုမျိုးထုတ်လို့ရလဲကျွန်တော်ပြပေးမယ်အဲ့တော့ကျွန်တော်ကင်မရာလေးကိုကျွန်တော်ဒီလိုအသေးလေးလောက်လှုပ်ထားကြည့်လိုက်မယ်ဒီဘူး printer ဘက်မှာလည်းမထွက်သေးဘူးပေါ့နော်အဲ့ဒါထွက်တာနော်မြင်လိုက်တယ်နော်ထွက်လာနော်ကျွန်တော်ကုတ်နံပါတ်တွေထွက်လာတယ်ပေါ့နော်ဒါမျိုးလေးပေါ့အဲ့တော့ဒီမှာကျတော့ဒီအခုနောက်ပိုင်းထွက်တဲ့ခါမှာသူကဒီကုတ်နံပါတ်ပဲထွက်တယ်ပေါ့နော်ဒီအရှိဘက်မှာကျတော့သူကဒီမှာတစ်ချက်တတိယရင်ပြန်လာပါလို့ပေါ့နော်အဲ့ဒါကြီးလေကျွန်တော်ထည့်ထားတာတွေတွေ့ရတယ်ပေါ့နော်ဒါ mini printer လေးနဲ့ကျွန်တော်တို့ Ruji ရဲ့ Microtik ရဲ့မှာအဓိကဒီ Microtik router ကိုကျွန်တော်တို့ဒီ mini printer နဲ့တွဲပြီးမှဒီလိုဘောင်ချကုတ်ထုတ်တဲ့ခါမှာတခါတည်း print ထုတ်တာဖြစ်ပါတယ်ပေါ့နော်ကင်မရာလေးဖွင့်ထားလိုက်မယ်နော်โอเคကင်မရာလေးဖွင့်ထားမယ်ဒီမှာနော်ဒီကောင်လေးက ready ဖြစ်ပြီဆိုရင်create bouncer နှိပ်မယ် create and print ကိုနှိပ်လိုက်မယ်နော်အဲ့ဒါဆိုဒီမှာသူကထွက်လာပြီနော်ဒီမှာကြီးသူကထွက်လာတွေ့လိုက်တယ်နော်အဲ့လိုမျိုးပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ okay ကျွန်တော် create bouncer create and print နော်Indicular ကျွန်တော် Microtik ဖြစ်ပါတယ် Microtik set တွေကိုကျွန်တော်တို့ mini printer နဲ့ဘောင်ချကုတ်ထုတ်တာပဲဖြစ်ပါတယ်เนาะQR code နဲ့လည်းရတယ်ကုတ်နံပါတ်တွေလည်းရတယ်ပေါ့เนาะကျွန်တော် print ထုတ်လို့ရပါတယ်